သူတို့ရဲ့လဲဟာသီးနှံအထွက်မကောင်းပဲအမြဲပျက်စီးနေတဲ့အဲ့ဒါနဲ့သူတို့လင်မယားလဲတိုင်ပင်ကြတာပေါ့ ရှင်မကြီးငါတို့လေကသီးနှံတွေပြည့်စည်နေတာ3-4နှစ်လောက်ကိုရှိနေပြီငါတို့စူးစမ်းလုပ်ပေမဲ့လည်းအခုဆိုစားစရာတောင်မရှိတော့ဘူးဘယ်နဲ့ဆက်လုပ်ကြမလဲ ဟုတ်ပါတော့ကျုပ်တို့ကြိုးစားပန်းစားနဲ့စိုက်ပျိုးပေမဲ့လည်းအရာမထင်ဘူးတော်ကြီး ကဲဒါဆိုလေငါတို့အခြားတရွာကိုပြောင်းကြတာပေါ့ကွာတရွာမပြောင်းသူကောင်းမဖြစ်ဆိုတာလေရှိသေးတယ် ဒီလိုနဲ့သူတို့လင်မယားလဲတခြားရွာတစ်ခုစီကိုသွားဖို့ခရီးထွက်ခဲ့တော့တာပေါ့ဒါပေမဲ့ခရီးတဝက်ကျော်တဲ့အခါမှာတော့သူတို့မှစားစရာပြက်လက်နေတဲ့အတွက်အာအင်ချီနေပြီးခရီးဆက်မသွားနိုင်ဖြစ်သွားတယ်လေအဲ့ဒီတောအုပ်ရဲ့အလွန်မှာတော့တာယာလှပတဲ့ရွာကြီးတစ်ရွာရှိနေတယ်အဲ့ဒီရွာမှာစိတ်ထားကောင်းပြီးကုညီတတ်တဲ့ဥပါဆိုတဲ့လယ်သမားကြီးတစ်ယောက်ရှိတယ်သူဟာ မရှိစရဲသားတွေကိုလည်းတနာတတ်ပြီးအကူအညီပေးတတ်တယ်။သူ့ရဲ့ယာတော်ဘေးနာကတစ်ပင်အောက်မှာထမင်းစားဖို့လုပ်နေတော့တစ်ပင်ရိပ်အောက်ကိုနွားကြောင်သားတယောက်နွားကြောင်နေရင်ခဏလားထိုင်တဲ့။နွားကြောင်သားလေးမှာပင်မနွမ်းနေနေတဲ့ပုံပေါ်နေပြီးသူ့ရဲ့ဗိုက်ထဲကနေလဲတကွီကွီနဲ့ဗိုက်စားတဲ့အတန်တွေထွက်နေတာပေါ့။အဲ့ဒါနဲ့ဥပကမေးလိုက်တယ်။လူကလေးထမင်းစားပြီးပြီလား မစားရသေးဘူးဗျထမင်းတော့ကောပါရဲ့လား မပါဘူးဗျဒီကနေ့အိမ်မှာအမေနေမကောင်းလို့ထမင်းတော့မပေးလိုက်နိုင်ဘူး အဲ့ဒါဆိုလဲအဘအခုမှစားမလို့လုပ်နေတာအတူလာစားပါလားအဘလည်းတယောက်တည်းစားမကုန်ဘူးတကယ်လားအဘကျေးဇူးတင်ပါတယ်အဘရဲ့ဥပလည်းသူ့ကိုယူလာတဲ့ထမင်းဟင်းတွေကိုခွဲပြီးကျွေးလိုက်တော့နွားကြောင်သားလေးလည်းဝမ်းသာအားရနဲ့စားနေရှာတာပေါ့ဥပဟာမနက်တိုင်းတောထဲကိုသွားပြီးထင်းရှာလေးရှိတဲ့ဒီနေ့မှာတော့တောထဲကိုသွားရင်အာဟာရပြက်လို့လဲနေကြတယ်လင်မယားနှစ်ယောက်ကိုတွေးလိုက်တာပေါ့ဥပကလည်းယောက်ျားဖြစ်သူကိုမေးလိုက်တဲ့အလူလီဘလို့ဖြစ်ကြတာလဲခရီးသွားတယ်လားကွယ် ကျွန်တော်ကတင်မောင်သူမကတော့ကျွန်တော်ရဲ့ဇနီးသူစားပါကျွန်တော်တို့ကဟိုးတောင်ဘက်ကရွာကနေလာကြတာပါအဲ့ဒီဘက်မှာတင်းနှံတွေကမဖြစ်ထွန်းမဲအစာရည်စာရှားပါသွားတဲ့အတွက်အဲ့ဒီကနေထွက်လာခဲ့ကြတာအခုတော့စားစရာမရှိတော့လို့ကျွန်တော်တို့အပြက်ပြီးမထနိုင်ဖြစ်သွားကြတာပါဗျာ အဲ့ဒါဆိုလဲအဘကိုခဏစာအောင်ဆိုပြီးထွက်သွားတဲ့ခဏနေတော့ဥပ